ငါကျမ်းပါလားငါမမခောက်ဆွဲ3မိနစ်ထက်ကြာလားဒါမှမဟုတ်လို့ရှင်မမခောက်ဆွဲကဖောက်ဆိုဘူးပဲဖွင့်ရသေးတယ်ငါ finish ဖြစ်သွားပြီလားဆိုတော့ကိုယ့်ကိုပြန်စဉ်းစားအဲ့တော့မမခောက်ဆွဲကဖောက်ရသေးတယ်ရှင်တို့က finish ဖြစ်သွားတဲ့အချိန်မှာကျမတို့ထန်တယ်တော့လာမပြောနဲ့လေယူရင်ရှင်းပိုင်းထက်လင်အယိုများအားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့အချစ်ရေးနဲ့အင်တန်ရေးဗဟုသုတများကိုဖော်ပြထားသောဗီဒီယိုလေးပဲဖြစ်ပါတယ်ဘလို့ဗဟုသုတတွေရမလဲအထူးတူကြည့်ကြရအောင်ဗျာငါကျမ်းပါလားငါမမခောက်ဆွဲ3မိနစ်ထက်ကြာလားဒါမှမဟုတ်လို့ရှင်မမခောက်ဆွဲကဖောက်ဆိုဘူးပဲဖွင့်ရသေးတယ်ငါ finish ဖြစ်သွားပြီလားဆိုတော့ကိုယ့်ကိုပြန်စဉ်းစားအဲ့တော့မမခောက်ဆွဲကဖောက်ရသေးတယ်ရှင်တို့က finish ဖြစ်သွားတဲ့အချိန်မှာကျမတို့ထန်တယ်တော့လာမပြောနဲ့လေကျမဘဝမှာကျမလောက်ရရင်ကျမခံရတဲ့ကျမဟုတ်တယ်ဆိုပြောတတ်တဲ့ဘေးမစားဆိုကျမပတ်ဝန်းကျင်အကုန်လုံးသိတယ်အဲ့ကျမမဟုတ်ပဲလာပြောရင်ဒီကိစ္စကိုလည်းအဲ့ကျမနဲ့ကြိုက်ခဲ့ရလို့ကျမမျက်နှာချင်းဆိုင်တွေ့ရင်ကျမလက်ညှိုးထိုးပြီးမေးဦးမှာနင်းနဲ့မမခောက်ဆွဲနေတာဘသူပိုမြန်လဲလို့ကျမမေးဦးမှာနောက်တစ်ချိန်အတူနေရအောင်ဆိုကျမမတောင်းဆိုတတ်ဘူးနော်ကျမကိုချင်းစားတယ်ကျမမိန်းမသားပြီမဲ့ကျမအလွန်တရာဗမာဆန်သောမိန်းမယောက်ျားတစ်ယောက်ကိုစိတ်တက်ကြအောင်ကျမမလုပ်ဘူးအဲ့ဒီအချိန်မှာကျမမစွန်းတဲ့ကောင်းလို့ပြောရင်အဲ့ယောက်ျားလေးဘာဖြစ်သွားမလဲကိုချင်းစားတယ်ကိုမိန်းကလေးပြင်မဲ့ကျမကိုမလှဘူးကျမချစ်သူကကျမကိုမလှဘူးပြောရင်မင်းထက်ဟိုကောင်မလေးကပိုလှရပြောရင်ကျမတင်ငယ်မှာပဲလေဘာလို့ကိုချစ်သူမျိုးလုံးထဲမှာကိုလှကျင်တယ်လေအဲ့ကိုနဲ့တွဲတဲ့ဆိုရေရှည်သွားမယ်လို့ဆုံးဖြတ်ထားတဲ့မိန်းကလေးတယောက်ကကွာဟိုမောင်ရမောင်ကအဲ့ဒါကြီးဆွမ်းလန်းဆွမ်းမနေဘူးမောင်အသက်ထက်မောင်ကဟိုစင်ပြေမနေဘူးဆိုရင်ဘယ်လိုလုပ်မလဲကျမပြောပြဘဝကြီးမှာအဲ့ຢာတွေကဟာအရေးကြီးတာမဟုတ်တဲ့အတွက်ကျမအမြဲတမ်းဘာတွေးလဲဆိုတော့ဒါအရေးမကြီးဘူးငါတို့ nurture နေမယ်ချစ်ခင်နေမယ်အဓိကဒါငယ်နှိမ့်တဲ့လူတွေကလေအဲ့ຢာတွေအကြောင်းပဲစဉ်းစားဘယ်လိုခေါ်မလဲအခကြေးငွေယူမိန်းကလေးတွေရဲ့ list ရှိတယ်ဘသူဘယ်မင်းသမီးဘယ်ဆိုတော့ဘယ်မော်လဲဆိုတာရှိတယ်အဲ့ list ထဲမှာကျမငယ်တုန်းကနေယနေ့ထိမပါခဲ့ဘူးကြိုက်တဲ့မြို့ကြိုက်တဲ့တိုင်းကြိုက်တဲ့နိုင်ငံကိုသွားကြည့်လိုက်အဲ့ list ထဲမှာဘသူတွေပါလဲဆိုတာကျမသိတယ်ရှင်းလားဒီဗီဒီယိုလေးကိုအတူတူကြည့်ပြီးဆိုတော့ဗီဒီထဲကရခဲ့တဲ့အသိပညာတစ်ခုခုကိုမျှဝေခဲ့ပါအောင်ခင်ဗျလူမှုကွန်ရက်ပေါ်ကဗဟုသုတတွေကိုနေ့စဉ်တင်ဆက်မျှဝေပေးနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်